အခက်အခဲတွေကိုဖျက်ကျော်ဖို့ဆိုတာဘဝမှာအတိအကျုံတိုင်းနီးပါးမှာကြုံရတတ်တဲ့အရာပါဒီလိုအခက်အခဲတွေကိုထိရောက်စွာဖြေရှင်းနိုင်ဖို့အောက်ပါနီလာလေကအကူအညီဖြစ်စေနိုင်ပါတယ်ပြဿနာကိုရှင်းရှင်းလင်းလင်းသတ်မှတ်ပါအခက်အခဲရဲ့အရင်းမြစ်ကိုနားလည်အောင်ကြိုးစားပါဘာကြောင့်ဒီအခက်အခဲဖြစ်ရတာလဲဘယ်အချက်တွေကပိုဆိုးစေသလဲကိုယ့်ရဲ့ထိန်းချုပ်နိုင်တဲ့အရာနဲ့မထိန်းချုပ်နိုင်တဲ့အရာကိုခွဲခြားသိမြင်ပါအစိုးမြင်စိတ်ကိုရှောင်ပါငါဖြည့်ရှင်းမနိုင်ဘူးဆိုတဲ့အတွေးကိုငါဘယ်လိုဖြည့်ရှင်းမလဲလို့ပြောင်းပါရခင်အောင်မြင်စွာဖျက်ကျော်မှုတဲ့အခြေအနေတွေကိုပြန်စဉ်းစားပါလှုပ်ဆောင်ရဲ့အဆင့်ဆင့်ချမှတ်ပါကြီးမားတဲ့ပြဿနာကိုတွေးတွေးလေးတွေအဖြစ်ခွဲခြားပါတဆင့်ပြီးတဆင့်ဖြည့်ရှင်းသွားပါအကူအညီတောင်းပါမိသားစုတငယ်ချင်းဆရာဝန်အတွေ့အကြုံရှိသူတွေစီကအကြံဉာဏ်ရယူပါလိုအပ်ရင် professional help ဥပမာစိတ်ကျန်းမာရေးဆရာဝန်နည်းပညာကျွမ်းကျင်သူတွေနဲ့ဆက်သွယ်ပါစိတ်ဖိစီးမှုကိုကောင်းကောင်းစီမံပါတရားထိုင်ခြင်းအသက်ရှူလေးခြင်းကလုပ်ခြင်းတို့ကစိတ်ဖိစီးမှုကိုလောကျပေးနိုင်ပါတယ်အနားယူဖို့လည်းမမေ့ပါနဲ့ရှေ့ဆက်ပါအမားတွေကနေသင်ခန်းစာယူပြီးစစ်ကြိုးစားပါကြာရှုံးမှုဆိုတာအောင်မြင်မှုစီကိုခြေလှမ်းတစ်ခုပဲလို့မှတ်ယူပါကိုယုံကြည်မှုချပါကိုလုံးနိုင်နေဆိုတဲ့ယုံကြည်မှုကအတားအဆီးတွေကိုကျော်လွှားဖို့အဓိကတော့တဲ့ပါအခက်ခဲတိုင်းဟာတင့်ကိုပုံမအားကောင်းလာစေဖို့အခွင့်အလမ်းတစ်ခုပါပဲအခက်ခဲတွေကိုရင်ဆိုင်ရတဲ့အခါစိတ်တမကြပဲဇွဲနှပဲနဲ့ဖြစ်ကျော်နိုင်ပါစေဘယ်ချိန်ဒီမျိုးမှာပဲဖြစ်ဖြစ်တင်တရားထဲမဟုတ်ပါဘူး